အေးအောင်ကဲကျွန်တော် Houston Knicks ကနေပြီးတော့ပြန်လဲပြီးတော့ဂျိုဆိုလိုက်ပါတယ်โอเคအခုကျွန်တော်တို့ရှေ့မှာဆိုရင်လည်းဒါကျွန်တော် artist 2ယောက်လာပြီးပြီပေါ့နော်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်ရှေ့ရ2ယောက်ဖြုတ်ထားသလိုပဲဒီနေ့ artist 2ယောက်ကိုကျွန်တော်ခေါ်ထားတယ်အဲ့ artist ကကျွန်တော်တို့ဘယ်လိုပြောရမလဲစက်တိုက်လိုမျိုးပဲပေါ့နော်အခုက freestyle လာပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မင်းနောက်ထပ်အဲ့ artist ကိုမင်းသိရပေါ့နော်သိရတော့မင်းအဲ့ artist ကိုမင်းဘယ်တော့မှသိရဘယ်လိုစသိရပေါ့ဘာမှစသတိထားမိရသူဘယ်မှာစသတိထားမလဲဆိုတော့ तू ဒါဒီစတူဒီယိုလာတဲ့အချိန်မှာပေါ့နော်သူစတူဒီယိုလာတယ် तू တွင်းနိုင်မိုက်တယ်ဒါအဲ့လိုမျိုးဒါ तू စသတိထားဒါပေမဲ့နောက်ပိုင်းမှာ तू ဒီထက်အဲ့ထက်ပို့ပြီးတော့ထပ်ပြီးတော့သတိထားမိလာတဲ့ဒါ rapper တယောက်ပေါ့ကွာโอเคအဲ့လိုဖြစ်တယ်လည်းဖြစ်လားโอเคကဲဒါဆိုရင်ငါတို့ထုံးစံတိုင်းပဲအခုလာမယ့် artist ကိုခေါ်လိုက်ကြရအောင် Let's get itလို့တာမြလို့ဆိုတဲ့ဘွားလိုမျိုးပဲအရှင်းချင်းကကျန်းတယ်တစ်တွင်းဝနှကန်းတွေကမင်းကိုဖြတ်ရိုက်တာငါပါစေလေးပြင်းကဖြန်းခဲ့ကျွန်တော်ရွတ်ပြတယ် rap တွေမကြိုက်လို့အော်လွတ်ကြတယ်လူဆိုတာတယောက်တစ်မျိုးပဲရှစ်စောက်ကျိုးနဲ့အတော်ကျွတ်ထိုင်နေကိုရောက်ပြီးအောင်မြင်တဲ့အချိန်မင်းစောအဖို့ချွတ်အကမဲ့ကိုပါခေါ်ပုတ်ပြစောက်စင်ရှိတဲ့စောက်ခွက်နဲ့ rapper တွေစုံနေတဲ့ပွဲတဲ့အပဲကြောင့်မပြောရဲနိုင်ရတာပြေဝါ rap ချင်းတစ်ပုတ်ချက်ချင်းထုတ်မင်းစောက်ပတ်တစ်ချက်ချင်းအိုးခဏတာတွေ့လား gangster လား hamster လားဖြေပါမဖြစ်ရင်သိမှာမင်းကတမရှက်တဲ့ဒါပေမဲ့မင်းအစားငါရှက်တယ်မင်းလက်မင်းစားတာပါစက်နဲ့ငါလက်မင်းစားတာပါစက်နဲ့ဒါပေမဲ့မင်းက some get rap တွေအပြင်းစားများငါဆက်တယ်ငါရှင်းမှာဝင်းပပအနာကက်မင်းကတော့နေပြဘွားမတရက် Okay ကျွန်တော်တို့ဒီနေ့ဖိတ်ခေါ်ထားတဲ့ artist ကတော့ဒီကျွန်တော်ကြီးလေဇကောပဲဖြစ်ပါတယ် Okay အဲ့တော့ဇကောချင်းနေဒီကာလဒီချင်းနေဘယ်လိုရှိတော့အစီအောင်နေရတာအစီရလား bro Okay အဲ့တော့ထုံးစံတိုင်းပေါ့နော်ကိုတို့ဒီ program ရောက်လာပြီဆိုတော့ဒီ program ရဲ့ထုံးစံတိုင်းနည်းနည်းမေးခွန်းလေးမေးမယ်ပေါ့နော်အဲ့တော့ပထမဆုံးမေးချင်တာတော့ထုံးစံတိုင်းဇကောဒီ hip hop ကိုဘယ်လိုစသိရလဲပြီးတော့ဒီလောကထဲဘယ်လိုစရောက်လာလဲ hip hop စသိရကျွန်တော်တို့ငယ်ငယ်လေးကနေကလေးလေးကနေကကျွန်တော်ခေတ္တတော့ကိုရိုးခေတ္တတော့နောက်ကြပါပေါ့ဒါပေမဲ့ညီတို့ခေတ္တတော့ ME3 ခေဗျာ ME3 လေးနဲ့ကျင်းတော့တယ်ပြီးတော့ခိုးကူးကွေလေးနဲ့အကေကတော့စောင်းကြိုက်တာကျွန်တော်ကြောက်ချက်ဒါပေမဲ့ခွေးနဲ့နောက်ထောင်လို့မရအောင်အိမ်ကမရဘူးတော့ဟိုဖြစ်လာတော့ ME3 လေးနဲ့နားထောင်တာကြောက်ချက်ကိုရင်စကြခဲ့တာဒီပေါ်နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာ second generation နောက်ဆုံးနောက်ပိုင်းမှာနားထောင်ဖြစ်တာsecond generation နောက်ပိုင်းမှာနောက်ကြthird generation ကျွန်တော်ခေတော့အဲ့ချိန်မှာလည်းတကယ်ကြောက်ချက်ကသူခစ်တခဲကြီးဟုတ်တယ်တို့အဲ့ဒါနဲ့ဒီစသိရပါတော့တည်ပြီးတော့ဒီတချင်းတွေစလုပ်မယ်ဆိုတော့ဘလို့ကနေဘလို့အဆက်ဆက်ဖြစ်သွားတယ်ကျင်းစလုပ်တော့ကျွန်တော်အဲ့တော့10တန်းတက်တာ10တန်းတက်နေတာကျွန်တော်10တန်းကို3နှစ်ပြည့်လိုက်ဟဲ့3နှစ်မြောက်တက်နေတာတတိယ3နှစ်ပဲဟုတ်တယ်3နှစ်ပဲအမှသတင်းကျွတ်ကြောင်းပိတ်တယ်ကြောင်းပိတ်ရမှာပေါ်လာတယ်ကလူမိုးတည်ရမှာလူမိုးကရင်တော့ rest ဆိုအဲ့ဒီကောဟုတ်လားဟုတ်တယ်ဟုတ်လားအခု rest မှာတော့ကြည့်အောင်မယ် bro အဲ့တော့မရင်းနေသေးဘူး bro ready ပါရေးတယ်ကြားတယ်ဗောကျွန်တော်ပေါ်လာရကနေတစ်စက်ကျွန်တော်တဘောလောက်လုံးရအောင်ပါညာလောက်ပေါ်မြင်လည်းမြင်ဘူးဟောလေအဲ့တော့လုံးမဲ့ပါညာအမှစလုပ်ဖြစ်တယ်ပြောမဲ့သူအကောင်ကဘောလောကရဲ့ဆွဲသွင်းလာတယ်ပြောလို့ရတယ်ဟောစလုပ်ဖြစ်သွားစားလို့ပြန်လေးစားခဲ့နော်အဲ့ဒီကနေစားပထမဆုံးတစ်ချင်းစားလို့တော့လောက်တက်ဂရိတ်ဘလောက်တက်ဂရိတ်ပေါ့အေးပေါ့တက်ဂရိတ်က2016 16လား2016လားဒီဘက်အဲ့2016နဲ့ဒီဘက်အပိုင်းอ่ะเนาะသူတို့ဒီအခုတက်နေတဲ့လူတွေတစ်ခစ်ဖြစ်သွားတာဟုတ်တယ်အဲ့လိုမျိုးဖြစ်သွားတာငါတို့အဲ့2016ရှေ့ပိုင်းမှာကြာငါတို့မင်းတို့ဒီရှေ့ခစ်တွေဖြစ်သွားတာเนาะငါလေးကလည်းပြောတာပြောဟိုလိုလေဟိဘောက generation နေနေတာကွာမသွားပြီမဲ့လေသူ့တုတ်အဲ့လိုမျိုးပုံစံဖြစ်သွားတာသူ generation နဲ့ငါတို့ရှေ့မှာလည်းရှိသေးတာပဲရှိရလေငါတို့ရှေ့မှာဆို YC ဆိုရင်ငါတို့နောက်မှရောက်တာပဲလေငါတို့ရှေ့မှာကိုဂျီကန်တို့ဒီကိုစော်ရဲတို့ကိုသူရိန်တို့သူတို့တုတ်တွေပါပြောရင်ငါတို့နဲ့ဂျားတွေကဆက်ကူးမှတ်ကူဆိုဟိုကJewel Rice ဆိုရင်တော့ငါတို့လည်းစောသေးတယ်ကွာပြောပါမယ်ဆိုအဲ့ပေါ့နောက်ထပ်တစ်ခုကတော့ကွာထုတ်ရတယ်ပေါ့ဇက်ကောဒီဟိုဟာကို family ဒီ hip hop တွေကိုစားရောက်တော့ family နဲ့လားတယောက်တည်းလားfamily နဲ့လို့လည်းပြောလို့မရဘူးတယောက်တည်းလို့လည်းပြောလို့ပေါ်တိုင်းနဲ့ပေါ်တိုင်းနဲ့ပေါ်တိုင်းနဲ့ပဲ family လည်းဖွဲ့တာမဟုတ်ဘူးတယောက်တည်းသွားနေရလည်းမဟုတ်ဘူးပေါ်တိုင်းနဲ့ပဲကြုံတဲ့ကောင်နဲ့တွဲလုပ်လိုက်တယ်โอเคဟုတ်တယ်ရက်ွက်တွေကပေါ်ရက်ွက်တွေကမောင်းနေအကိုခိတ်ကလူနေတွေ့လို့တယ်ပေါ့ပေါ့အဲ့ဒါဒီရတဲ့ကိုလောကထဲစောက်ဝင်တော့ဗာတွေအခက်ခဲရှိတော့
စားလုပ်တဲ့အချိန်မှာ လို့ခက်ခဲကြီးရတော့မရှိရဒီကပတ်စံပါပဲပတ်စံမရှိတော့ပတ်စံစုပြီးတော့အဲ့လောက်ပဲကျန်တာတော့လို့ခက်ခဲကြီးရောမရှိဘူးအဲ့လိုကျင်းတဲ့ကောပါမရှိခဲ့ဘူးကျွန်တော်လည်း respect ပြီးတော့သူတို့ကလည်း respect ပြန်ပေးရတယ် respect အဲ့လေဘာသူပြောရတဲ့မှာပါဇက်ကောကိုစားတည်ရဘာသူဒီစတူဒီယိုလာတော့ပေါ့နော်အဲ့ချိန်မှာဇက်ကောလုံနေကြရည်လားဘာသူစတူဒီယိုလာ ဘာသူစီရောက်တော့2019လောက်ပြင်မယ်တင်တယ်18လောက်အဲ့ပေါ့တနေ့ကျော်နေ့နှစ်နေ့အဲ့ဝင်းချင်းအဲ့ရှိမှာတော့တည်လားဒီ YM ကိုတည်တယ်မလာပြတဲ့အဲ့နီးစက်ရအင်ပေါ်အဲ့လည်းလန်ဝေးကျွန်တော်တို့ပဲအင်ပေါ်ဒါဇက်ကောဆိုတာကွာဒါတော်စင်မှာတက်လုံးမှာပေါ့ဒါလူတွေတွဲမြင်တာဒါသူဒီ freestyle တာပေါ့သူရဲ့ဒီ freestyle နေနဲ့ဒါတွဲမြင်တာအဲ့တော့ I mean freestyle လာပြိုင်တာတွေသိတယ်ကွာသိရမလားဒါပေမဲ့အဲ့ဒီ freestyle မပြိုင်ခင်မှာဘလို့ freestyle ကိုစပြီးရုပ်ဖြစ်ခဲ့တာကွာဘာအကြောင်းကြောင့်ဒီ freestyle ကိုfreestyle ကိုစရတာအိုဆုံးကြောင့်အိုဆုံးကမရအဲ့လာပြင်းနေဟိုဇောင်းမုန်းလာဟိုပြောဝဲစားပါပြောဇောင်းမုန်းလာပြင်းနေအမှဒီကောင်လေးရှက်ကီထူးကြပြကျွန်တော်မတောက်တဲ့အတိုင်းပေးရတဲ့တိုင်းပြောမတောက်တယ်ဟိုတော့ရင်ကလေး rolling MD1 တွေပါပါလေဒီကောင်ဖြုတ်ပြန်တော့ရင်ကလေးဖြုတ်တယ်တော့ freestyle နေကောက်ဆိုးတယ်ကျွန်တော်မဆိုးတယ်ဝဲဒီတော့ red တော့ဆိုးနေရေးနေပြီဆိုးနေဆိုးတယ်ဟုတ်ပြခွေးရည်လဲနေပြတဲ့တိုင်းနှစ်ပါးလောက်ကောက်ယူလိုက်ရက်သွားတာအဲ့လိုတော့ကိုင်လေးလိုက်ချိတ်လိုက်ရက်သွားတာဒီကောင်ကြီးမိုင်းလိုက်ဒီကောင်ကြီးအားကြဒါပေမဲ့ပေါ်လာချင်းဆိုတော့ဆရာလည်းမတင်ကြဘူးဇက်တယ်လည်းမပြောင်းဘူးလေကိုကလေးလာပွဲလိုက်ကြည့်အမစပြီးတော့ပြီးတိုင်းမမရစပြိုင်နေပွဲရအောင်ရှိလားမမရစပြိုင်တာဟိုမိုက်ဒီယာတိုက်ပွဲမိုက်ဒီယာတိုက်ပွဲဟိုရဖိုင်ရတဲ့ပွဲလားဟုတ်တယ်အဲ့ပွဲအဲ့ရှိမှတပွဲပြိုင်ဒါပေမဲ့ဒီတိုင်းလက်ဆန်းတာပေါ့ဟုတ်တယ်အဲ့တိုင်းရှောက်လဲဆိုလိုက်တာဘာမို့ပြီးတော့ကောင်းပြန်နိုင်မိုက်ဒီယာတိုက်ပွဲဒါပေမဲ့တော်တော်နဲ့ပြုတ်သွားမိုက်ဒီယာတိုက်ပွဲမှာပြီးမှAMA က3ပွဲမြောက်အဲ့မှာချန်ပီယံဖြစ်သွား3ပွဲမြောက်ပါချန်ပီယံဖြစ်သွားပထမဆုံးပြိုင်ပွဲလဲတော်တော်နဲ့ပြုတ်တာဒုတိယမိုက်ဒီယာတိုက်ပွဲလဲတော်တော်နဲ့ပြုတ်တာတတိယပြိုင်ပွဲမှာချန်ပီယံ3ချိန်ရှိမှမှတ်မိရတယ်โอเคဟုတ်ဒါအဲ့ freestyle ဆိုတာလဲသိရမလားအပြင်မှာဘလို့ပဲဟိုဖြစ်တာဒီမှာဟိုရောက်သွားရင်လေသိရမလားအဲ့ဒါကြီးထွက်ချင်မှထွက်တာပါဟုတ်တယ် on b ပေါ်မှာသိရမလားမေ့သွားရင်လည်းအများကြီးပဲပေါ့တကယ်လည်းမှတ်ထားခဲ့တာဆိုရင်တော့မသိရမလားတကယ်လည်းအဲ့ပေါ်မှာလုံးဝစီးမျောနိုင်တဲ့ဟိုရှိမှဒါဒီသိရမလားမူပါဒီကောင်းကိုနိုင်လို့နောက်တော့လည်းဒီကောင်းကိုနိုင်မယ်မတင်နဲ့ရှုံးရင်လည်းရှုံးတော့မူကျဲသွားတဲ့ဟာဘာညာရှိပါလဲတမတ်လို့မရဘူးကိုနိုင်နေကြကောအများနဲ့နိုင်မှာမဟုတ်ရှုံးရင်ရှုံးပါအေးပေါ့ဒီကအဲ့အချိန်ကာလပေါ်မှာမူတည်သူရဲ့မှုပေါ်မူတည်ပြီးမှာပေါ့နော်ရောက်လာနေကွဲပြင်းနေဆိုသွားရှိရနော်ကျေတော့အေးနဲ့ပြီးသွားအဲ့တော့ကွာတင်မလားမင်း freestyle အဲ့လိုမျိုး train နဲ့ပြိုင်နေအဲ့လိုမျိုးကာလာတွေမှာမင်းတချင်းရောလုံးဖြစ်လားလုံးဖြစ်တယ်ချင်းလုံးဖြစ်တယ်အဲ့ဆိုတော့ဘလို့အဲ့ထဲကလုံးဖြစ်တဲ့တချင်းပဲတချင်းနေအမတ်တရရှိမယ်ကွာမင်းတို့မရဖြစ်နေစိမ့်နဲ့အဲ့လိုမျိုးတချင်းပေါ့မရတော့တော့ပထမဆုံးပုံပေါ့ခုနပြောနမိုးနဲ့ဟုတ်တယ်အဲ့တော့လုံးဝမရဘူးကြည့်ဦးလို့အဲ့တော့စတူဒီယိုလည်းလုံးဝမရဘူးတိုင်းကောက်ရောက်သွားပြီဒီကောင်ဘလူတွေသွင်းတာအဲ့ဒါကြည့်ပြီးတော့တိုင်းသွင်းခဲ့တာအကောင်ရှိမယ်ပြီးတော့နောက်တော့မှတ်ရတာဟိုကောင်ပွက်ဆိုတဲ့ပုံ what so IQ ရဲ့ wine with that တီးလုံးနဲ့ဆိုတိုင်းဟာအဲ့ကောင်တော်တော်ဟိုလိုပြောရမယ်ဆို property က respect ရတယ်အဲ့လိုပြောလို့ရတယ်ဇက်ကောဆိုပြီးမှစာသိတာအဲ့ပေါ့လက်ခံရတယ်ပေါ့အပေါ့အဲ့နှစ်ပုတ်ကြားထဲမှာနည်းနည်းဟာလား draw ဟာတယ်draw ဟာတယ်အကောင်ဝက်ကကြအတော့18လား19လားကိုဗစ်ကာလာနဲ့တူတယ်18 19 20အဲ့တည်းကတခုခုပဲဒီကြ18တော့မဟုတ်19 20တည်းကကိုဗစ်ကာလာအဲ့လိုဒီကြားထဲမှာတောက်လျှောက်ကိုနော်2နှစ်ကျော်3နှစ်လောက်ကဇက်ကောတောက်လျှောက်ဟုတ်တောက်လျှောက် Ryan နေဟုတ် Ryan ဒီနောက်တဲ့တဘောကောဟုတ်တဲ့တဘောဆိုရင် Isabella Bro ပေါ့ Isabella Bro တော့မပါမဖြစ်ပဲပါဖြစ်ပဲဒီဟောလေတော့လေရုပ်ပေါ့အေးပေါ့ Isabella Bro မှာကြီးလိုက်ရတာတော်မိုက်တယ်ဘာဖြစ်တာ तू သိရမလားနောက်လျှောက် तू ဒီတိုင်းပဲလုံနေရစေတော်ပြောင်းလဲပြီးတော့ဗာသိရမလားသူ
ဖန်တီးနိုင်လာတယ်ဟောဒီမှာ ဟောဒီသူ show ဝင်မှာလည်းတွေ့ရလေတွေ့ရဒီအဲ့ဒီသင်းဆိုရင်ကိုမှတင်ရမှာ bounce ဖြစ်တာရောလိုက်တယ်ကွာတင်ရမှာတော့ capture ဖြစ်နေအဲ့လိုမျိုးအဲ့ဆင်းနေအဲ့ဆင်းနေတဲ့အမတ်တရဘလို့ရှိတော့နည်းနည်း Isabella Bro နဲ့မတ်တရားတော့ပိုချိုနေလန်းလားပိုချိုပါလားပိုချိုနေလန်းလားအကျဉ်းရတယ်ကြာလာပြီတနေ့ခွဲနှစ်လောက်ကိုကြာရင်လည်းတူတွင်းစားဒါရတီလုံးလည်းမရှိတော့ဘူးအဲ့လိုဖြစ်နေတာmusic video လည်းရိုက်လိုက်သေးတယ်အဲ့တော့ကိုရိုက်လိုက်သေးတယ် music video မဟုတ်သေးဘူးဖြစ်မလားဘူးပြီးတော့ကျမှအဲ့လေပြန်စိတ်စားတယ်ဆိုပြီးတော့ပြန်လုံးပါအဲ့လိုဖြစ်သွားသူလေလန်းတာနဲ့မျောတာနဲ့မျောတာနဲ့မျောလိုက်လန်းမျောလိုက်အဲ့ဒါလည်း rapper စီမှာတော်တော်ဒီ rapper ရာခိုင်နှုန်းတော်တော်များများမှရှိတယ်အကျင့်ပါအဲ့ဒါဟုတ်လားဟုတ်ဟာဟိုအရှိပိုင်းမှာပြောတော့ဗာနည်းနည်းဟိုတည်မလားဒီအတိုင်းဝိုင်းနဲ့လူဝင်နေနည်းနည်း close ပြလာခေအဲ့မျောတဲ့ဆက်တိုင်းနဲ့လာပြီတည်မလားဘာရမဟုတ်ဘူးကွာအဲ့တော့သူ့ဒီကောင်ချင်းဆိုရလေဒီကောင်လေးဆိုရလေအဲ့လိုပေါင်းမိသွားရင်မျောပြီတည်မလားအဲ့လိုမျိုးတချင်းတွေလည်းလှုပ်ဖြစ်တယ်လှုပ်ဖြစ်တယ်လို့မျောရဲဟာတယ်နောက်လျှောက်ကြီးမျောတာဟုတ်အဲ့လိုမျိုးမူဝင်လာမယ့်ချိန်မစောင့်စောင့်တယ်မူဝင်လာတနေ့လောက်ကြာတယ်တနေ့လောက်ဆောင်လာမူဝင်ဘူးအဲ့ဒါဆိုလည်းကွာသိမလားငါတို့တော့လည်းအဲ့လိုမျောနေအဲ့လိုမျိုးရှိတာပဲကွာနေလဲတယ်မျောတယ်ဒါဒီမှာလည်းရှိတာပဲဒါသူကသူမျိုးဆက်တိုင်းမှာဒါသူရှိရပဲမျိုးတော့ရှိတာသူရဲ့ကားဖြားကြီးတစ်ခုလိုဖြစ်နေပြီကွာတဲ့ရေသေးမှုတစ်ခုလိုဖြစ်ရတယ်အဲ့တော့အဲ့ထားရပါတော့ကွာအဲ့လိုမျိုးတွေရှိအဲ့လုံခဲ့တဲ့10နှစ်လောက်ကအဲ့လိုမျိုး hip hop အပေါ်မှာမြင်နေကွာအခုမြင်နေလေလေဘာတွေကွာတခြားဘာတွေရှိအောင်ဟိုအနီးဆက်ဆုံးကဘာတို့ခင်းနေဒီမင်းတို့ဒီဘက်နောက်ပိုင်းခင်းနေပေါ့နော်အဲ့မှာဘာတွေကွာဝိုင်းလို့ထင်လဲမိုက်ပါလေသူကနေသူတော့ဘိုက်ကွာသွားလဲဆိုတော့အသက်တွေကွာသွားအောင်တက်တယ်ကွာမယ်လို့ပဲဘိုက်ကွာတော့ကိုပါတို့တော့ကြတော့ခက်ခဲမှာပေါ့လို့စတူဒီယိုတွေပါတော့ live ရှာပါဗျာကိုကြီးတို့အဲ့လိုဟုတ်တယ်မီတော့မမီပဲတိုင်းဒီတွေးကြည့်ရပါသေးတယ်ဟုတ်တယ်ဒီကိစ္စရတယ်များပါဒီလိုဟိုရက်ွက်နာလေးသွားသွင်းလဲရတယ်ဒီလိုရက်ွက်တဲ့အစင်မပြေတခြားနေရာသွားသွင်းလဲအဲ့လိုတွေကြာလွယ်ကူဒီဘက်ကကြာပိုးလွယ်ကူသွားမယ်ထင်တယ်အရင်ကကြာခက်ခဲရှိပါပြီဟိုဒီဘက်ကလည်းသိရမလားခက်ခဲအာရှိတာပဲဒါသူကလည်းသူသိရမလားဘယ်လိုပြောမလို့ဒါတချင်းအရန်များလာတဲ့ဟာမှာလေသူကသူကောင်းကျိုးဆိုးကျိုးဆိုတာသူကသူဟိုဖြစ်လာမှာပဲကွာကျွန်တော်တွဲနေအောင်ဒါတို့ကအဲ့လိုပေါ့မင်းပန်းပြီလားသူတို့ပြောလိုက်ပြီဆိုရင်ဒီကလေးတွေဟာပါလဲဆိုတော့တခုဆိုဒါငါ့ကိုခစ်ကြရကွာဘယ်ခစ်မဆိုမပြောင်းလဲတဲ့တခုကပတ်စံတဲ့ဟာဂျူဒီဂျေရောက်စုရတာငါတို့ပြောတော့ငါတို့ဆိုရှိရော rival ဆိုတာရှိရ ride နေကြီးအဲ့လိုရဆောင်းလေးငါ့တချင်းလို့မဲ့ဟေးဆိုအဲ့ rival တန်းလေးထွားတယ်ဟာလေးပိုက်တယ်တချင်းတွေအများကြီးဒါနဲ့လှုပ်ဖြစ်လားဆိုလည်းမလှုပ်ဖြစ်ဘူးဟဲ့ဂျူဒီဂျေကဘလောက်ဩအေးမင်းရှိလားငါရှိလားဒါကြရင်ကွာဂျူဒီဂျေသွင်းမှုဟာတဲ့ဟုတ်လားတပိတ်တိုင်ရောက်သွားမယ်မဒီပါနဲ့ပါဝါရရှိသေးရကွာမပြောင်းလဲလေအဲ့မပြောင်းလဲရတယ်ကွာအဲ့လို rival ဆိုတာမင်းမှာရောအဲ့လိုဘယ်လိုတော့ rival နဲ့ရေးတာလားဘယ်လိုမင်းမှာအဲ့လို rival တွေစီတိုင်းဟာရှိလားဒါမှမဟုတ် notes နဲ့ပဲခေါင်းထဲမှာပေါ်တာမှတ်တာလားရေးရလားကျွန်တော်ဖုန်းနှုတ်နဲ့ဖုန်းနှုတ်ထဲမှာပဲရေးတာအဲ့ဒါမှအများကြီးပဲရေးထားလိုက်တာခုနပြောလို့တီလုံးနဲ့ကြိုင်မယ်ဆိုရင်အော်ယူလိုတိုးကို shot အဲ့လိုလေးလုံးလိုက်တယ်အများသူကအတိုင်းပါဟိုပြီးရမှရေးတာတဲ့ရေးပြီးသားဟာတွေကောက်ထည့်လိုက်တာဖက်ဆိုပြီးတော့အကောင်ပို့ပြီးတော့အဲ့တက်ပါသေးရမလားတက်ပါဘာလို့ငါတို့ကမှဆိုတာ rhyme book ပေါ့ကွာဒါပေမဲ့အဲ့ rhyme book ကအခုအကုန်လုံးဒီပြောင်းလဲလာရင်ဒီ phone note တွေမှာဒါလည်း rhyme book ပဲကွာငါပြောတယ်လားရှိကိုရှိရမယ်ကွာတဲ့ right way မှတ်မိလားငါတို့အစားလို့တော့အဲ့လိုမျိုးအခုလိုမျိုး smartphone တွေမဟုတ်ဘူး keypad လေးနေတယ်အားလုံး keypad နဲ့တော့ဘာမှရေးမရဘူးအဲ့ right book ကြီးတကူတော့ကြောဘုတ်ကြီးတွေထဲဆယ်နှကြောင်းလိုက်ကြတယ်တော့လာရောက်လိုက်ဒီဟုတ်ဒီဟုတ်ထဲမှာမဟုတ်ဟိုထဲမှာတော့ right book ကြီးခိုးသွားတာပါအဲ့ရလည်းရှိရတော့ငါတို့ကကြော်ခံရတာ right book ကြီးပြောင်းသွားတော့အဲ့လို right book ကြီးကြော်လိုက်တာအဲ့လိုခေါ်ရရှိတယ် okay အဲ့တော့နောက်ထပ်ဟိုပါပေါ့နော်ဇကောဒါနဲ့ပတ်သက်ရင်နောက်တစ်ခုမေးချင်တာကဇကောဒီခု hip hop ဆိုတာယူဇကောအနေနဲ့ဘယ်လိုခံယူထားတော့ hip hop ဆိုတာကြီးကတော့လွတ်လပ်တဲ့ဂီတပဲဆိုချင်တာဆိုလို့ရတယ်ရေးချင်တာရေးလို့ရတယ်ဒါပေမဲ့တလွဲကြီးတော့လုံးလို့မရဘူးဗျာဆိုချင်တာဆိုရေးချင်တာရေးဆိုပြီးတော့ရှော့ပြီးတော့ရေးလို့မရဘူးဒီကခံစားမဲ့လူတွေရှိတယ်ကွာဟုတ်တယ်ဒီကနားလဲပါလေဒီဘက်ပြစ်လဲပြိတ္တနားလဲသွားပါလေဟုတ်တယ် hip hop ဆိုတာဘာလဲဆိုတာရှောက်လို့ရှောက်လက်တဲ့ကြီးကရှောက်လို့တော့မရဘူးဒါပေမဲ့လွတ်လပ်တယ်အေးပေါ့သူ theory တွေကနေတော့ trail လို့မရဘူးပေါ့သူ music theory တိုင်းတော့ဟောပါပေါ့ okay အဲ့ဒီမှာဒါတော့ဖြတ်မေးလိုက်ပါဇကောဘလို့ဟာဘလို့တိုက်မျိုးအာတန်
လေးကyou know တော့ West Coast တို့ Bombay တို့အဲ့ဒါတွေဒီဘက်ကျွန်တော်လည်း travel လေးတွေပြန်လိုက်တယ်လို့ပေါ့ kick ပြောင်းသွားဆိုတော့ခုနကဒီ track တွေပါဟိုလောက်တော့ အဲ့ပြန်တော့လောက်ပါရဲ့you know ထားလေးတယ်ကြုံသလိုပေါ့ ဟိုဒီကကိုမူးလာတဲ့အချိန်မှာဘလို့တိုင်မျိုးထဲမှာကို rap တွေကိုထည့်မလဲဆိုတာသိရမလားကိုစိတ်ပါတဲ့ပုံမှာဘယ်ပြောရမလဲဆိုဒီနားထောင်တဲ့တခြင်းနေနဲ့လဲစိုင်းလာပါဘောတည်ရပါနားထောင်ရင်းနဲ့အာဒီကောင်လေးကမိုက်တယ် live လုပ်ကြည့်အောင်မယ်ဘာညာဟောkick ကိုကလည်းလိုက်နေပါရအောင်ဟုတ်တယ်နောက်ထပ်တစ်ခုကကြတော့ဒီဇကောဆိုလဲဒါ2016လောက်တည်းဆိုတာပြောရင်9နှစ်10နှစ်ရှိလာပြီဆိုတော့ဟိုလူတိုင်းကဘာတည်းမှာနာမည်ဟိုလူတွေကဒါအတိမတ်ပြုတ်လာပြီဆိုတာ ਨੇ နောက်ကနေပြီးမှ live ဘလိန်းကျင်တဲ့ကောင်လည်းပေါ်လာတယ်ဒါ auto ကွာဟုတ်တယ်အဲ့တော့အဲ့လိုမျိုးကွာကိုယ် live ပြီးမှအဲ့လို hater ပဲထားပါတော့အဲ့လိုဇကောဆိုလို့ကိုဆဲကျင်တာဆိုတဲ့ကောင်တွေရှိမယ်ကွာအဲ့ကောင်တွေကိုကြတော့ဗာပြောချင်တယ်အကောင်တွေပြောချင်တာကျွန်တော်စောက်ဘောလို့တင်လစ်လူရှူလိုက်ဗျာသိရမလားကျွန်တော်မှမဟုတ်ဘသူနေတယ်အဲ့လို software လုံးနေတဲ့ကောင်တွေလည်းရှိတယ်သွားဆယ်မနေနဲ့လစ်လူရှူလိုက်ဒီကောင်ရှက်ပြီးတော့လစ်သွားလိမ့်မယ်သိရမလား neglect လုပ်ပြလားဟုတ်တယ်အဲ့လိုလုပ်ပြလိုက်လစ်လူရှူပြလိုက်ရှောက်ဆဲမနေဆဲလေးအဲ့ဒါကြီးကပေါက်ရောက်နေအောင်ပါသိရမလားဆဲခဲ့ရောက်ပြီးတီးရနေတော့ကောင်တွေများကြီးဆဲကန်ရလို့တီးတန်းနေတဲ့ကောင်တွေအများကြီးပဲကျွန်တော်ကိုယ်လည်းဆဲကန်ရပြီးမတီးတန်းချင်ဘူးကျွန်တော်လာမဆဲနဲ့ဗျာအဲ့တော့အဲ့ပေါ်လူရှူလာကျွန်တော်လွှဲကောင်လို့ပြီးတယ်ဟုတ်လားအဲ့တော့မင်းတို့ဇကောမိုးရင်ငါ့ကိုမဆဲနဲ့ငါ့ကိုဆဲမင်းတို့ဆဲငါပုံနေမယ်ကြီးတယ်အကွက်ပဲ Okay ဒါ thinking တခုပဲเนาะဟုတ်တယ်ပြီးတော့ thinking ဆိုတာ logo လိုနေဟုတ်တယ်မဟုတ်အဲ့လိုပြောလိုက်တာလည်းမိုက်တယ်ဟုတ်တယ်အများကြီးပြီးသွား Okay ကဲအဲ့ဆိုရင်နောက်ထပ်ဒါကတော့ဟိုပါပေါ့နော်အကိုတို့ဒီ program နဲ့ပတ်သက်တဲ့ခါလေးပေါ့အကိုဒီ Who's the Next ကိုလောက်ပဲဆိုတော့ဇက်ကောကိုလမ်းခေါ်ရပေါ့နော်ခေါ်တော့ဇက်ကောအနေနဲ့ရောဒီ program ကိုဘယ်လိုမြင်တော့နောက်ထပ်ဒီ program နဲ့ပတ်သက်ပြီးဘာဝေဖန်အကြံပေးခြင်းလဲအမိုက်တယ်လူငယ်တွေအတွက်တကယ်မိုက်တယ်လုံနေတဲ့ကောင်တွေအတွက်လမ်းသားရှိရပေါ့ခုနပြောလို့ကျွန်တော်ပတ်စံမရှိဘူးဒီလုံးမဝင်နိုင်ဘူးဘာညာ music video မရိုင်းနိုင်ဘူးဟုတ်လား studio သွင်းဖို့တော့ duty ကားမရှိဘူးကမိုက်တယ်ဗျာဒီဟုတ်လားအဲ့လိုတွေအတွက်ဒီမိုက်တယ်ကျေးဇူးလည်းတင်တယ်ဟိုလုံးမဲ့ဟာပဲเนาะ okay အဲ့တော့ဒါကတော့နည်းနည်းလေးပေါ့เนาะအကိုတို့ဒီကြားထားတဲ့ကိစ္စလေးပေါ့เนาะကြားထားတဲ့ကိစ္စလေးတခုရှိရဲအဲ့ဒါလေးကိုနည်းနည်းမေးချင်တယ်ဒီရှေ့ပိုင်းမှာပေါ့เนาะဒီကာလတစ်ခုမှာအနေလေးဒီတကယ်ချင်းတယောက်နဲ့ပတ်သက်ပြီးမှာပေါ့เนาะအဓိကကိုယ့်ချင်းတဲ့ဒီ fan တွေရပေါ့เนาะဒီကိုတကယ်ချင်းလှုပ်လိုက်တဲ့ကိစ္စတစ်ခုဝိုင်းပြီး blame ကြရရှိရဲပြောကြရရှိရဲအဲ့တော့မှညီလေးနေနဲ့အဲ့တော့ဘယ်လိုမြင်လဲအဲ့တော့စိတ်ဆိုးစိတ်ခိုးရှင်းရှိမှာပေါ့ဒါနဲ့ဒီကာလာပိုင်းချပေါ့အဲ့တော့ဘယ်လိုမြင်လဲပြီးတော့ညီလေးဒါကိုဘယ်လိုပြန်ပြီးမှဩ relax လုပ်တယ်ပေါ့နော်အဲ့ဒါလေးအဲ့ကာလာပိုင်းချလေးတစ်ချက်ပြောလို့ရတယ်ပြောပေးပါအဲ့တော့ကတော့ခီးတာပေါ့ဒေါသထွက်တာပေါ့ဒါပေမဲ့သူလည်းအကောင်းဆုံးပြန်တီးဆောင်နေပြီသိရမလားအဲ့မဲသက်ကြီးကနာဂတ်ကိုသဲလာလို့မကောင်းဘူးဗျာသိရမလားထက်လုံနေတော့တမျိုးပေါ့ဗျာထက်လုံနေတော့ကြောက်ပြောလို့လစ်လူသာရှူလိုက်တော့သွားတယ်ဆဲမနေတယ်သူကောင်းဆုံးကြိုးစားနေတဲ့အချိန်မှာဒါပြန်လက်ခံပေးရမှာဗျာသိရမလားဟိုလိုနိုင်ငံခြားကတကားလို့ဆိုဒီကောင်လူဆိုးဗျာအဲ့လူတွေဘာညာကိုစိုးလူနိုင်လို့တယ်ဒါပေမဲ့ဒီကောင်လိန်မာသွားပြီးလုံနေတဲ့အချိန်မှာကြို့သွားမယ်ဗျာကြို့ဆိုပဲရောက်မင်းကလူဆိုးပဲတကူပဲပြန်လုံနေဒီကောင်အဲ့ဒီလမ်းယူပဲပြန်ရွေးသွားမှာဗျာသိရမလားအားလုံးကြို့သွားမယ်သိရမလားဟုတ်တယ်တကယ်မှန်ကန်နေလုံနေတဲ့အချိန်မှာအားလုံးလက်တွဲခေါ်ရမယ်အားလုံးမြင်ကြည့်ဒီ society မှာလည်းဒါဟိုလိုအပ်တယ်ကွာဒီဟုတ်တယ်ဒါအများတိုင်းလုံနေမှာမဟုတ်တယ်အများတိုင်းလုံနေတော့တမျိုးပေါ့သိရမလားဟုတ်တယ်ဒါပြန်တီးဆောင်နေတဲ့အချိန်မှာအဲ့ဒါကြီးကရှောက်ပြောနေလို့မကောင်းတော့ဘူးသိရမလားimportant ဒီဒါတော့ဇကောအတူပြောတဲ့ဟာပေါ့နော်အထွေးမေးမယ်ဆိုရင်ဟာ okay အဲ့တော့ကွာသိရမလားမင်းတို့ဒီကအဲ့လိုမျိုးဒီမှာပြဿနာတွေမှာထားပါတော့မင်းတို့ရဲ့ follower တွေမှာအဲ့လိုမျိုးချင်းတွေဟိုဖြစ်တာရရှိတယ်ကွာသိရမလားအဲ့သူတို့ရောမင်းဘာအထက်ပြောချင်သေးတော့သူတို့ပြောချင်တာငញ្ញမ်းမှုစီသွားရပဲကောင်းမယ်တူတယ်သိရလားဟုတ်တော့ပဲ peace ပါဒီကငញ្ញမ်းလေးပဲကောင်းပါတယ်သိရမလားခုနပြောလို့အဲ့ဒါကြီးတန်းတယ်မလားနဲ့ဗျာအတိတ်ကတိတ်မှပြီးရင်သိရလားဟိုလိုပြင်မရတဲ့အမာကြီးလည်းမဟုတ်ရင်းဆိုးခဲ့တာကြီးလည်းမဟုတ်ဗျာသူကိဒုက္ခတော့ဆိုရင်ဆိုခဲ့မှာဒါကြီးကိုတန်းတယ်လာလို့မကောင်းတော့ဗျာသိရမလားအဲ့ရထိကြိုက်တယ်ဗျာသူတကယ်လုံးနေတဲ့အချိန်မှာသိရမလားမပြစ်တင်ဘူးကွာဒီက peace ပါပဲ peace okay အဲ့လိုပဲပေါ့နော်ပြောတော့ peace ပဲပေါ့ဒါနဲ့အကိုတို့နောက်ထပ်ဒီကိုဒီ Who's the Next နောက်ထပ်လောက်တဲ့ဟာတခုကကြောက်လဲကွာအကိုတို့ဒီ
မန်လေးပေါ့နော်အဓိကဟိုလုံနေမန်လေးဆိုတော့မန်လေးနဲ့ပတ်သက်ပြီးပြောချင်တာမကွဲစေချင်ဘူးကွာအကိုတို့ရဲ့သဘောကတော့သိရမလားဒီကွဲဆိုတဲ့ခေတ်ကငါတို့ခေတ်တွေမှာရှိခဲ့တာဒါနဲ့အခုပြန်စဉ်းစားရင်အဲ့ဒါကြီးကိုအဆင်မပြေသိရမလားဘာလို့ငါတို့အသက်အရွယ်တစ်ခုရောက်လာချိန်မှာအဲ့တော့လုတ်ခဲ့ရဒါလုတ်တင်လို့လုတ်ခဲ့ဆိုပေမဲ့ကွာပြန်တွေးရင်ဒါကြီးတွေကငါတို့လျှော်လိုက်လို့ရပါပဲအဲ့လိုဟာမျိုးကွာအဲ့လိုတွေးမိအဲ့တော့အကုန်ဒီနောက်ပိုင်းဆိုရင်ဒါသူဒီလိုဆိုတာ north side အဲ့လိုသူ side ကို side လုံနေတာရှိရကွာအဲ့တော့အဲ့ဒါကိုကတော့အားတစ်ခုဖြစ်စေချင်တာဒါငါတို့ကမန်လေးပေါ့အဲ့တော့နောက်ပိုင်းဆိုရင်ဒါဟိုလိုကြီးခွဲပြီးပြောရမှာမဟုတ်ဟိုလိုဒီမန်လေးကဆိုဒီ free side နဲ့ပတ်သက်မလားဗာနဲ့ပတ်သက်မလားနေရာတစ်ခုကိုယူလာနိုင်ပြီကွာအဲ့လိုနေရာကြီးမှာဘိုးကဘိုးမအစီလုံးနေတာကွာအဲ့လိုပေါ့အားလုံးပြု Okay အဲ့တော့အကိုတို့ညီလေးစီကနေလဲမေးရတော်တော်လေးရောစုံသွားပြီပေါ့နော်စုံတော့လဲဖြစ်သွားပြီအဲ့တော့ဇာကောတိတက်ပြောချင်တာရှိလား လို့တော့မရှိပါဘူးအဲ့ဆိုရင်ဇာကောအကိုတို့ဒီ Houston Days ရဲ့ program မှာ challenge ရှိရယ်အဲ့တော့တည်ရမှာလားညီလေး24 hour အကိုတို့တရက်ထဲမှာချင်းလောက်ရမယ်အဲ့ဒီအကိုတို့ဘက်ကနေဒီ produce လုပ်မဲ့ဒီဟိုပေးမယ်ပေါ့နော် music producer ပေးမယ်လောလောဆယ်တော့ကိုစီမှာဒီ BB ရယ်မိုးလင်းရယ်ရှိရယ်အဲ့တော့သူတို့နှစ်ယောက်တည်းကညီလေးဘယ်သူနဲ့လှုပ်ချင်တော့ကျွန်တော်ကိုပီနဲ့စမ်းကြည့်လိုက်ပါ โอเค ကိုပီနဲ့ကိုမိုးလင်းဆောင်ရမိုက်တယ်ဒါပေမဲ့များနေပြီသူအဲ့များနေအဲ့များနေကိုပီနဲ့မလုပ်ဘူးသေးဘူးအဲ့လိုကြောင့် VV ကလည်းတဘောကောင်းလိုက်တာလေဘောကောင်းတယ်ဆို Okay တဘောကောင်းတယ်ဆိုအဲ့တော့ VV နဲ့လုပ်မယ်ဆိုရင်ငါတို့ဒါသူရှိရဲ့ pioneer ကိုသွားမှာနောက်တစ်ခုရှိရနောက်ငါလည်းစိတ်ဝင်စားဘာလို့ဆိုတော့ဇက်ကောကလည်းပြောမယ်ဆိုရင်ဒါ BB ကငါတို့အများအားပြောငါတို့ခေတ်က old generation ကွာအဲ့ကနေတည်လာတယ်သူရဲ့ thinking ကနောက်ပိုင်းမှာဘယ်လိုပဲ flash ဖြစ်တယ်ပြောသူ့မှာအရင် old school days ကအများကြီးကွာသိရမလားပြောရင်ဇက်ကောကြောင့်ဒီဘက်ခေတ်လူအဲ့နှစ်ခုကြီးကိုပေါင်းပြီးမှဘာထွက်လာမှာလဲပေါ့နော်အဲ့ဒါတော့စိတ်ဝင်စားတယ် Okay အဲ့တော့ဇက်ကောနေနဲ့လည်းဒီ challenge ကို join မယ် Okay အဲ့ဆိုရင်အဲ့တော့နောက်ပိုင်းနေမှာဇကောနဲ့ BB နဲ့ပေါင်းပြီးမှဘာတွေလုပ်ကြမယ်ဘယ်လို creation တွေလာမယ်ဆိုတော့နောက်ပိုင်းနေမှာကျွန်တော်ကြည့်ရပါမယ်ကဲ pioneer ဒီနေ့ကတော့ pioneer တော့မယ် Okay ကဲဒီနေ့ကတော့ကျွန်တော်တို့ဒါဖိတ်ခေါ်လာတဲ့ artist ဇကောနဲ့ကျွန်တော်တို့ဒီ interview session လေးပဲဖြစ်ပါတယ်ခုဇကောကလည်း BB ကိုရွေးလိုက်ပြီဆိုတော့ကျွန်တော်နောက်ဘက်မှာဇကောနဲ့ BB ဘာတွေလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ကြီးစောင့်ကြည့်ကြပါမယ်အားလုံးပဲ Who's the next bar yeah let's get it